Windows ကွန်ပျူတာတွေမှာဒီ Telegram အသုံးပြုတဲ့သူတွေပေါ့နော်မြန်မာစာတွေမှတ်အောင်ရိုက်လို့မရတာတွေမြန်မာစာမှတ်အောင်ဖတ်လို့မရတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အခုဒါကျွန်တော် Windows ဆိုလို့ရှိရင်ဒါဒီစာတွေပေါ့နော်မြန်မာစာတွေဆိုလို့ရှိရင်မှတ်တဲ့နေရာမှတ်နေဟလားဟိုအားလုံးတော့မမှတ်ဘူးဖတ်လို့မရဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးမြန်မာစာတွေမမှတ်ဘူးဆိုရင်ကျွန်တော်ကဒီ Telegram ပေါ့နော် channel နေရာကျွန်တော် Google တွေတော့မြန်မာစာမှတ်တယ်ဒါပေမဲ့ဒီနေရာလေးမှာကျွန်တော်မြန်မာစာမှတ်ဘူးဆိုရင်ပေါ့နော်အဲ့တော့မြန်မာစာမှတ်အောင်ရိုက်လို့ရှာပါတယ်ဘယ်လိုမျိုးပြင်ရမလဲဆိုရင်ဒီကွန်ပျူတာရဲ့ဒီ Telegram လေးကိုဖွင့်ပါပြီးတော့ကျွန်တော်ကွန်ပျူတာပေါ့နော်ကျွန်တော်ကတော့ဒီဘက်တောင်လေးမှာ menu သုံးခုရှိပါတယ်ဒီ menu လေးကိုတစ်ချက်နှိပ်ပါပြီးတော့ကျွန်တော် setting လေးကိုသွားပါနော် setting ထဲမှာရောက်ပြီဆိုရင်ကျွန်တော်ဘယ်လိုသွားမလဲဆိုရင် share setting ဆိုတာလေးရှိပါတယ် share setting ထဲမှာသူတစ်ချက် click နှိပ်ပေးပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်ကဒီ window တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်ကျွန်တော်ကတော့ဒီ11မှာဆိုရင်တော့ဖောက်ဖမ်းပြီးဆိုတဲ့နေရာလေးမှာရှိပါတယ်ဒါပြီးတော့တခြားသောဒီ window မှာဆိုရင်လည်းကျွန်တော်ဒီနေရာလေးမှာဟိုဖောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဖောက်ပြောင်းလို့ရတဲ့နေရာလေးရှိပါတယ်ကျွန်တော်တို့ဒီမှာဖောက် family ဆိုပြီးရှိပါတယ်သူကတော့ system ဖောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က system တို့ default လို့ဆိုရင်မှားမှန်တာနဲ့ပေါ့နော်တချို့ဒီလေးမှန်ကြတယ်တချို့ဒီမှာမှားညာကြအဲ့တော့ဒီနေရာလေးမှာပြောင်းပေးရမယ်ဒီမှာလည်းတခြားသောကိုသုံးကျင်တဲ့ဖောက်လေးသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကပုံမှန်ပဲသုံးမယ်ပြည်တော်စုဖောက်လေးကိုကျွန်တော်ရှာပေးလိုက်မယ်ပေါ့နော် BYI ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာပြည်တော်စုနဲ့ပတ်သက်ပြီးတော့ဖောက်လေးတွေကြာလာလိမ့်မယ်ကျွန်တော်တို့ပုံမှန်ပြည်တော်စုပဲသုံးမယ်ပြီးတော့ရင် save ဆိုတာလေးကိုနှိပ်ပါပြီးတော့ရင် reset ဆိုတာလေးကိုနှိပ်ပေးလိုက်โอเคဒါဆိုရင်ခဏလေးစောင့်နေလိုက်ပါနော်ဆို Telegram လေးပြန်ဝင်လာလိမ့်မယ်โอเคဒါဆိုရင်ကျွန်တော်ကြည့်ကြအောင်solution အစောတုန်းကကျွန်တော်တို့စာတွေကအားလုံးပေါ့နော်မှန်အောင်ဖတ်လို့မရဘူးပြီးတော့ရင်တို့ဒီစာရိုက်တဲ့နေရာမှာဆိုရင်လည်းကိုကမြန်မာစာတွေရိုက်တယ်ဆိုရင်ပါနေရာကြီးဖြစ်တယ်ပေါ့နော်အခုတော့အားလုံးကိုမှန်သွားပါပြီပေါ့နော်ဒါဆိုလို့ရှိရင်ကွန်ပျူတာမှာ Telegram ဒီဖောက်မှန်တဲ့ပြဿနာဖြေရှင်းတဲ့နည်းတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်အားလုံးဆင်ပြေကြပါစေ